ဆိုကျွန်တော်ရောက်တဲ့အရက်မှာအဲ့မေကွန်မေးလို့ရှိရင်အဖြစ်တစ်ခုတည်းပဲကျွန်တော်ထွက်ပါတယ်ဥပမာကျွန်တော်မေးပြမယ်ဟာဘုရားဆန်းရဲ့အကြိုက်ဆုံးအရာနှစ်ခုတော့တပည့်တို့ဖြေကြဘာနဲ့ပါလဲအဲ့တိုင်းပဲတတိုင်းကလုံးဖြေပါတယ်အဲ့တော့ကျွန်တော်တို့ဟာအဲ့ဒါကိုနော်မှားတယ်လို့ကျွန်တော်မပြောဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဆိုလို့ရှိရင်အဲ့ဗိုလ်ချုပ်မွေးနေ့ဆက်နေတယ်နော်ဗိုလ်ချုပ်မွေးနေ့ပြည်တော်စုနေ့အဲ့ဒီမှာရန်ကုန်မှာဟောပြောပွဲဆိုလို့ရှိရင်တညာရဲနဲ့နှစ်ပွဲကူးတွေကိုဒီဘက်ကဟောပြောပွဲလုပ်တဲ့ဆရာလည်းပဲဗိုလ်ချုပ်မွေးနေ့ဆိုပြီးတော့ပဲပြုတ်လိုက်နံပြားတွေကျွေးတယ်ဟိုဘက်ကလည်းကျွေးနောက်ပွဲကျတော့မစားနိုင်တော့ဘူးဆိုဆရာဗိုလ်ချုပ်ကိုမချစ်လို့လားဘိုက်တရားလည်းပဲကဲနေပြီမရတော့ပြောချင်တာကအဲ့ဒီလိုတမန်ကရှန်ကလေးထက်ဘုချုပ်ကတိတက်လေးနဲ့တဲ့အရာတွေကိုမချစ်ခဲ့ဘူးလားကျွန်တော်တို့ဒီလူဦးနောက်ကစဉ်းစားသင့်တာဘုချုပ်ကအဲ့ဒါဆိုလို့ရှိရင်အစားတော့ပဲပြောမယ်ဆိုရင်ဘုချုပ်ကဒီပဲပြုံးတဲ့နာများတယ်မဟုတ်ဘူးစိတ်သက်ကပတ်ကိုလည်းသူအရန်ကြိုက်တယ်သူကိုရံတော့ဘုထုံးလောင်ကိုစိတ်သက်ကပတ်ကိုကြွေးခိုင်းတာတွေပါတယ်ဆောင်းမမှာအများကြီးရှိတယ်အဲ့တော့အစားအတော့ထက်ဘဝမှာအရေးကြီးတဲ့ဘာကိုဘုချုပ်ကြိုက်ခဲ့တာလဲဒါကျွန်တော်သိတယ်လားပဲအဲ့သိတယ်ဆိုရင်စဖတ်မှာပေါ့စဖတ်တော့မှကျွန်တော်သိမှာပေါ့အဲ့ထက်ကျွန်တော်တခုတော့ကျွန်တော်စပြီးပြောပါမယ်အခုကျွန်တော်ပြောမယ့်ဆောင်းမကရေးတဲ့စာရေးဆရာကြီးဆရာမောင်ကျော်သားတဲ့အသက်60ကျော်နေပြီ95နာနီးနေပြီထင်တယ်အကြော့ခံစာရေးဆရာကြီးတက်ရှိထင်ရှားရှိပါတယ်အဲ့စာရေးဆရာကြီးရဲ့ဆောင်းမအဲ့စာရေးဆရာကြီးရေးခဲ့တဲ့ဆောင်းမဗိုလ်ချုပ်အကြောင်းပေါ့နော်တဖာရေးထားလဲဆိုတနေ့မှာတဲ့ဗိုလ်ချုပ်ကသူ့ခန်းထဲမှာဝေယမောက်ပြီးစာဖတ်တဲ့အချိန်မှာသူ့ရှစ်မလှမ်းမကမ်းမှာအောင်ဆောင်နဲ့အောင်ဆန်းလင်းသားနှစ်ယောက်ကအောင်ဆန်းလေးရေမနစ်သေးဘူးပေါ့နော်သားနှစ်ယောက်ကဆော့ရင်ကလေးတွေကနဘာနဲ့ပဲဖတ်လုံးပြီးတော့အချိန်တက်လာတာပေါ့အတန်လေးဆူညံလာအဲ့ချိန်မှာဒေါခင်ကြီးတကားဖွင့်ဝင်လာပြီးကလေးညောက်ကိုထုံးတယ်နဲ့ဆူမှာပေါ့နော်သားတို့ဘာလို့အဲ့လိုဆူညံလုံတာလဲအဲ့လိုလုံနေလို့ရှိရင်အဖေကစာဘလို့ကောင်းဖတ်မှာလဲပေါ့နော်အဲ့ချိန်မှာဗိုလ်ချုပ်ကခေါင်းထောင်ကြည့်ပြီးတော့မှသူပြောလိုက်တဲ့စကားအဲ့စကားမဆူရနဲ့ကြည့်ရဲ့ကလေးတွေလွတ်လပ်ဆော့ပါစေတဲ့လွတ်လပ်ဆော့တဲ့ကလေးတွေရဲ့ရှင်ထဲမှာကြီးလာတဲ့အခါမှာသူအင်္ဂလိပ်လိုပြောတယ် character နဲ့ love for truth အဲ့ဒီနှစ်ခုရောက်လိမ့်မယ်ဒါဒီထဲဝင်သွားပြီနော် character ဆိုတော့ဘယ်လိုဘာသာပြမလဲကိုချင်းတီလာနော်ကိုချင်းတီလာနဲ့အမှန်ကိုချစ်ချင်းအဲ့ဒီနှစ်ခုကြီးလာတဲ့အချိန်မှာသူတို့စီရောက်လိမ့်မယ်တဲ့ဒါဆောင်းမထည့်ပေးတာဒါပဲဗိုလ်ချုပ်ကသူ့သားသမီးတွေကြီးလာရင်မျောလင်းတာနှစ်ခုရှိတယ်အဲ့နှစ်ခုကဘာလဲကိုချင်းတီလာနဲ့အမှန်ကိုချစ်ချင်းအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီစာထဲမှာပါတဲ့ဘယ်ဘက်ထဲကိုထည့်ပြီးစဉ်းစားမှာနော်စာထဲမှာမပါဘူးဘာစဉ်းစားမလဲဆိုဘာကြောင့်ဗိုလ်ချုပ်ကဒါသူ့သားသမီးစီကအဲ့နှစ်ခုလိုချင်တာလဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကမိဘတွေဟာသားသမီးစီကဘာတွေပြန်လိုချင်တတ်တယ်လဲကောင်းတာတွေလိုချင်တာလားမကောင်းတာတွေလိုချင်တာလားရှင်းလေးပဲဘယ်မိဘမဆိုကိုသားသမီးစီကပြန်လိုချင်တာဟာကောင်းတယ်လို့ကိုယူဆထားတဲ့အရာမသားတစ်နှစ်ကြီးလာရင်တော့ရက်သမားကြီးဖြစ်เสียမယ်ဘယ်မိဘမှမလိုချင်ဘူးဆရာဝန်ကြီးဖြစ်စမယ်အင်ဂျင်နီယာဖြစ်ဘာကြီးဖြစ်အများကြီးဖြစ်ကောင်းတာတွေပဲသူလိုချင်မှာပဲအဲ့တော့ဗိုလ်ချုပ်ကသူသားသမီးစီကပြန်လိုချင်တယ်ဆိုတာအဲ့ဒါတွေကကောင်းတယ်လို့ဗိုလ်ချုပ်ယူဆလို့ပေါ့ကောင်းတယ်လို့ဗိုလ်ချုပ်ယူဆတာဗိုလ်ချုပ်ဘာကြောင့်ကောင်းတယ်ယူဆလဲဗိုလ်ချုပ်ကြိုက်လို့ပေါ့အဲ့တော့ဗိုလ်ချုပ်ကြိုက်တဲ့အရာနှစ်ခုအဲ့ဆောင်းမှာစတွေ့ပြီနော်သားသမီးစီကကိုပြန်လိုချင်တဲ့အရာဟာကိုချစ်တီလာနဲ့အမှန်ကိုချစ်ချင်းနောက်ဆောင်းမှာဆက်ဖတ်တော့ဘာတွေ့လဲဆိုတော့သူ့ကိုရံတော့ဘောထွန်းလာတက်ကိုနေဝင်းဆိုတဲ့နာမည်နဲ့စာရေးတဲ့ဆောင်းမတစ်ပုဒ်ထဲမှာဘာသာတွေ့လဲဆိုတော့ဘုချုပ်ကတဲ့အမြင်မတော်တဲ့စစ်သားလေးတွေတွေ့ရင်လှမ်းခေါ်ပြီးတော့မင်းတို့လူကောင်းဖြစ်ချင်အဲ့နှစ်ခုပဲထိမ့်သိမ်းအဲ့မှာကျွန်တော်တို့ဒီပပက်ထဲမှာဘာရောက်လာလဲဘုချုပ်ကသူ့သားသမီးစီကလည်းမကဘူးသူတပည့်သားမြေးစီကလည်းပြန်မျောလဲတာပြန်လိုချင်တာအဲ့နှစ်ခုအဲ့ဒါတွေဗျာဖတ်လိုက်လို့ရှိရင်အများကြီးပဲဆောင်းမတွေထဲမှာနောက်ဆုံးဘာကြံလဲဆိုတော့ကျွန်တော်တို့တဲ့ဘုချုပ်ကလွတ်လပ်ရေးယူပေးသွားတာတတ်နဲ့မဟုတ်ဘူးဓာတ်နဲ့မဟုတ်ဘူးအဲ့နှစ်ခုနဲ့ယူပေးသွားတယ်ဘယ်နိုင်ငံရေးသမားမှဘုချုပ်ကိုလိုက်မပြီးတဲ့အရေးချင်းအဲ့နှစ်ခုပဲကိုချင်းတီလာနဲ့အမှန်ကိုချစ်ချင်းအဲ့ဒါပဲအဲ့တော့သားလို့သမီးတို့စိတ်ထဲမှာနော်ပဲပြောတဲ့နာမများကြိုက်တာလဲကြိုက်တယ်တကယ်ဘုချုပ်လိုချင်တဲ့အရာနှစ်ခုကအဲ့ဒါပဲ
ကိုချင်းသီလနဲ့အမှန်ကိုချစ်ချင်း